လူတိုင်းကမြန်မာနိုင်ငံမြောက်ပိုင်းမှာအသက်အန္တရာယ်ရှိတယ်လို့ပြောနေကြပေမဲ့အချို့လူတွေကတော့မယုံကြည်ကြပါဘူးဒီလူငယ်၈ယောက်ကတော့ယူနန်ပြည်နယ်နယ်စပ်ကနေမြန်မာနိုင်ငံမြောက်ပိုင်းကိုတရားမဝင်သွားဖို့နီလန်းပေါင်းစုံရှာဖွေခဲ့ကြတာပါသူတို့ကအဲ့ဒီနေရာမှာချက်ချင်းချမ်းသာလာနိုင်မဲ့ပရတိတုပုံလို့အခိုင်အမာယုံကြည်နေကြတာပါဒီအမျိုးသား၄ယောက်နဲ့အမျိုးသမီး၄ယောက်ဟာအသက်20ကျော်ရွယ်တွေဖြစ်ပြီးကျန်းရှိပြည်နယ်ကနေမိုင်ထောင်ပေါင်းများစွာခရီးနှင်လာကယူနန်ပြည်နယ်ဖူးနင်ခရိုင်ချန်ဖုံမြို့နယ်ကတောအုပ်ထဲကိုရောက်လာခဲ့ကြတာပါကျွန်တော်တို့ဘက်ချမ်းကဗီယက်နမ်နဲ့နယ်စပ်ချင်းထိစပ်နေတော့သူတို့ကဗီယက်နမ်ကိုအရင်ထွက်ပြီးအဲ့ဒီကနေတဆင့်တခြားနိုင်ငံတွေကိုတရားမဝင်သွားဖို့စီစဉ်ခဲ့တာပါဒီမိန်းကလေးတွေကတော့မြန်မာနိုင်ငံမြောက်ပိုင်းကိုသွားဖို့ပြင်ဆင်နေကြတာပါနယ်စပ်မှာလာကြုံမဲ့သူတွေကိုစောင့်နေတော့မှပဲဖူးနင်ခရိုင်နယ်ခြားဆောင်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ဒီဖြစ်ရပ်ကနေတဆင့်ပြည်내အသီးသီးကိုဖျက်ကျော်လုတ်ကင်နေတဲ့လူကုန်ကူးမှုဂိုင်းကြီး9ခုကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ရဲတပ်ဖွဲ့ကပြည်내တရားစင်ကျော်ကိုဖျက်ကျော်ပြီးတာဝန်ခံခေါင်းဆောင်100ကျော်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဒီလူ၈ယောက်ကိုစစ်ဆေးမေးမြန်းချက်အရသူတို့ဟာအင်တာနက်ပေါ်ကလစာကောင်းတဲ့အလုပ်ခေါ်စာတွေကိုမြင်ပြီးစိတ်ဝင်စားသွားတာလို့သိရပါတယ်မင်းကလေး၄ယောက်အတွက်အလုပ်ကတော့ညကလပ်တွေမှာတချင်းဆိုတေးဂီတာဖွင့်ပေးရတဲ့အလုပ်ဖြစ်ပြီးအခြေခံလစာနဲ့ကော်မရှင်ပေါင်းရင်တစ်လကိုရွှန်း8000ထိရမယ်လို့ပြောထားပါတယ်အမျိုးသား၄ယောက်အတွက်ကတော့ကာစီနိုရုံတွေမှာလုံခြုံရေးတာဝန်ယူရမှာဖြစ်ပြီးတစ်လကိုအနည်းဆုံး9ကနန်းလောက်ရမယ်လို့စီယုံထားသလိုနေဆက်ဖြတ်ကျော်မဲ့နီလန်းတွေကိုလည်းအသေးစိတ်စီစဉ်ပေးထားတာပါဒါနဲ့ပဲအသက်20ကျော်အရွယ်လူငယ်လေးတွေဟာလောဘစိတ်တွေဖုံးလွှမ်းသွားခဲ့ရပါတယ်သူတို့ဟာကျန်းရှိပြည်နယ်ကမြို့အသီးသီးကနေဖူးနင်ခရိုင်ကိုစုဝေးရောက်ရှိလာပြီးတညအနားယူပြီးတဲ့နောက်တစ်နေ့မှာကားတစ်စီးကလာကြိုပါတယ်ကားမောင်းတဲ့သူကအသက်30ကျော်အရွယ်အမျိုးသားတစ်ယောက်ဖြစ်ပြီးဒေတာအခွင့်အတန်ဝဲနဲ့စကားပြောပါတယ်ကားသမားကသူတို့ကိုချန်ဖုံမြို့နယ်တောင်ကျေထိပို့ပေးပြီးတဲ့နောက်အလုတ်ခေါ်တဲ့သူတွေကလမ်းညွှန်ပေးကနေဆက်ဖြတ်ကျော်ဖို့လာကြိုမဲ့သူရှိတယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာမိုးတွေတဲကြီးမဲကြီးရွာနေပေမဲ့သူတို့ကမိုးကအင်ဂျီတွေဝတ်ပြီး10နာရီကျော်ကြာတောလန့်အတိုင်းရှောက်ခဲ့ရပါတယ်ဒါပေမဲ့နေဆက်မှာလာကြုံမဲ့သူကိုစောင့်နေတော့မှပဲနေချားဆောင်ရဲတွေကဖမ်းမိသွားတာပါလာကြုံမဲ့သူကဒီနေရာမှာစောင့်နေဖို့ပြောခဲ့ပေမဲ့သူတို့ကိုယ်တိုင်လည်းလာကြုံမဲ့သူကဘယ်သူလဲဆိုတာမသိကြပါဘူးစစ်ဆေးတဲ့ရဲအရာရှိတွေကဒီကိစ္စရဲ့ပြင်းထန်မှုကိုသဘောပေါက်လိုက်ပါတယ်အင်တာနက်ကနေစီးရုံးတာလူပို့ပေးတာနိုင်ငံခြားကလူတွေနဲ့ချိတ်ဆက်တာတွေထိပါဝင်နေတာကြောင့်စနစ်တကျလှုပ်ဆောင်နေတဲ့ခိုင်းတစ်ခုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်တကယ်လို့နေချားဆောင်ရဲတွေဒါနောက်ကျပြီးမှရောက်လာရင်နေဆက်ကလာကြုံမဲ့သူတွေကိုပါဖမ်းမိနိုင်ခြေရှိပါတယ်အခုတော့ကားမောင်းတဲ့သူစီကနေပဲစုံစမ်းရတော့မှာပါရဲတပ်ဖွဲ့ကလမ်းကြောင်းတစ်လျှောက်ကစောင့်ကြည့်ကင်မရာတွေကိုပြန်ကြည့်ပြီးကားကိုအမြန်ဆုံးရှာတွေ့ခဲ့ပါတယ်စုံစမ်းမေးမြန်းမှုတွေလုပ်ပြီးနောက်ကားသမားကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်အဓိကလူကိုဖမ်းမိပြီးထင်ခဲ့ပေမဲ့ကားသမားကတော့အခကြေးငွေယူပြီးလုပ်ပေးုံတက်တာဖြစ်ပြီးဒီလူငယ်တွေဘဲကလာပြီးဘဲကိုသွားမလဲဆိုတာကိုတော့မသိပါဘူးတယောက်ယောက်ကပတ်စံအများကြီးပေးပြီးထန်ဖုံကိုပို့ခိုင်းလို့လုပ်ပေးရတာပါပုံမှန်ဆိုဖူးနင်ကနေထန်ဖုံကိုငှားရင်ရွန်300လောက်ပဲကုန်ပေမဲ့အဲ့ဒီလူကတော့ရွန်ထောင်ကနန်းအထိပေးပါတယ်ကားသမားရဲ့ထွက်ဆိုချက်အရသူ့ကိုငှားတဲ့သူကဖူးနင်ဒေတာခံကြားမို့ဆိုသူဖြစ်ပြီးတရားမဝင်ကားပြေးဆွဲပေးတဲ့အလုပ်ကိုလုပ်နေတာပါရဲတွေကကြားမို့ကိုခေါ်ယူစစ်ဆေးပေမဲ့သူလည်းတခြားသူရဲ့အမိန့်ကိုနာခံယုံတသက်တာဖြစ်နေပြန်ပါတယ်သူ့ကိုကားစီစဉ်ခိုင်းတဲ့သူကအာကွေ့ဆိုတဲ့အမျိုးသားတစ်ယောက်ပါသူတို့နှစ်ယောက်ကဘားတစ်ခုမှစုံရင်းခင်မင်သွားကြတာပါအာကွေ့ကငွေကြေးအများကြီးပေးပြီးကြားမို့ကိုတရားမဝင်လူပို့ဖို့ကားစီစဉ်ခိုင်းတာပါအဲ့ဒီနောက်ပိုင်းသူတို့နှစ်ယောက်ထပ်မတွေ့ကြတော့ပဲဖုန်းနဲ့ပဲဆက်သွယ်ကြတာပါအာကွေ့ကပဲနောက်ွယ်ကကျိုးကင်သူဖြစ်ဖို့များပါတယ်ရဲတွေကဒီလူကိုဆက်ဆက်ရှာဖွေနေတော့မှပဲစိတ်ပူစရာဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာပါတယ်ဖုန်းဆက်သူကသူ့ကိုနေဆက်ဖြတ်ကျော်ဖို့စီစဉ်ပေးနေသူတွေရှိကြောင်းကြားထဲမှာမသွားကျင်တော့လို့ညှင်းလိုက်တဲ့အခါချင်းချောက်ခံနေရကြောင်းပြောလာပါတယ်ရဲတွေကချက်ချင်းပဲအဲ့ဒီလိပ်စာကိုတွားရောက်ပြီးဟိုတယ်တစ်ခုထဲမှာဖုန်းဆက်သူကိုကယ်တင်နိုင်ခဲ့တယ်လို့တခြားပြည်နယ်တွေကနေတရားမဝင်သွားဖို့ပြင်ဆင်နေတဲ့လူ26ယောက်ကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်စုံစမ်းချက်အရသူတို့ကိုကားစီစဉ်ပေးသူကဖမ်းမိထားတဲ့ကြားမှုဖြစ်နေပြန်ပါတယ်ဒီလူ26ယောက်လည်းမြန်မာနိုင်ငံမြောက်ပိုင်းကလစာကောင်းတဲ့အလုပ်ကိုင်တွေကြောင့်စီးရုံးခံလိုက်ရတာဖြစ်ပြီးနောက်ွယ်ကကျိုးကင်သူကလည်းအဲ့ဒီလျှို့ဝှက်ဆန်းကျဲတဲ့အကွေပဲဖြစ်နေပါတယ်ဒီလိုဖြစ်ရနှစ်ခုဖြစ်ပွားလာတဲ့အတွက်ဖူးနင်ခရိုင်နယ်ခြားဆောင်ရဲတပ်ဖွဲ့ကအထူးစုံစမ်းရေးအဖွဲ့ဖွဲ့စည်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအရင်ဖမ်းမိထားတဲ့မိန်းကလေးလေးယောက်ကဖူးနင်ကိုရောက်တဲ့အချိန်မှာအမျိုးသားတစ်ယောက်က BMW ကားနဲ့ဟိုတယ်ကိုလိုက်ပို့ပေးခဲ့တယ်လို့ပြောပြလာပါတယ်အဲ့ဒီဟိုတယ်ရဲ့ကင်မရာမှတ်တမ်းမှာတော့တရားခံရဲ့မျက်နှာကိုရိုက်မိထားနိုင်ပါတယ်ရဲတွေကဟိုတယ်ကိုတွားပြီးစစ်ဆေးတဲ့အခါမှာတော့တရားခံရဲ့ပုံရိပ်ကိုအသေးချာတွေ့လိုက်ရပါတယ်စနစ်ထဲမှာစစ်ဆေးကြည့်လိုက်တဲ့အခါအသက်36နှစ်အရွယ်ဂွေရန်ဒေတာခံလျိုမိုကွေ့ဆိုတာသိလိုက်ရပြီးဂျားမိုရဲ့ထွက်ဆိုချက်အရသူကပဲအဲ့ဒီအကွေ့ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်ဖူးနေနဲ့ကြားဆောင်ရဲတပ်ဖွဲ့ကဂွေရန်ကိုချက်ချင်းတွားဖမ်းပေမဲ့အကွေ့ကတော့နိုင်ငံခြားကိုထွက်ပြေးသွားပါပြီသူကမရက်တက်တဲ့အပြင်ပို့ပြီးတော့တောင်လှုပ်လာပါသေးတယ်အာကွေ့ကနောက်ထပ်လူအုပ်စုတစ်ခုကိုထပ်ပို့လာပေမဲ့နေချားဆောင်ရဲတွေရဲ့ထက်မြက်မှုကြောင့်အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပြီးသူ့ရဲ့လက်ပါစီတွေကိုလည်းဖမ်းမိခဲ့ပါတယ်ဒီတစ်ခါတော့အာကွေ့ဘာမှမလုပ်နိုင်တော့ဘူးထင်ခဲ့ပေမဲ့မကြခင်မှာပဲနောက်ထပ်ဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာပြန်ပါတယ်
လူ16ယောက်ဟာချန်ဖုံတောနက်ထဲမှာပိတ်မိနေပြီး10နာရီကျော်ကြာအစာမစားရလို့အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက်အကူအညီတောင်းလာတာပါသူတို့ကတောင်ပေါ်မှာပိတ်မိနေပြီးလမ်းမလျှောက်နိုင်တော့ပဲရေမရှိအစာမရှိဖြစ်နေလို့ရဲစခန်းကိုအကူအညီတောင်းလာတာပါရဲတွေကကရိယာတွေအစားအစာတွေယူပြီးတောင်တွေကိုဖျက်ကျော်က10နာရီကြာခက်ခက်ခဲခဲလိုက်ရှာပြီးနောက်တောနက်ထဲမှာသူတို့ကိုရှာတွေ့ခဲ့ပါတယ်ဒီလူတွေကနိုင်ငံနှံ့ကနေလာကြတာဖြစ်ပြီးနေဆက်ကိုရောက်ခါနီးမှာလမ်းပြနဲ့တွေ့ပေမဲ့လမ်းကြောင်းကရှုပ်ထွေးလွန်းလို့10နာရီကျော်ကြာလမ်းလျှောက်ပြီးတဲ့နောက်မှာပဲအကုန်သွားတာပါလမ်းပြကလည်းဘာမှမလုပ်ပေးနိုင်တော့ပဲကိုလွတ်ယုံထွက်ပြေးသွားခဲ့ပါတယ်သူတို့ရဲ့ထွက်ဆိုချက်အရဒီတစ်ခါစီစဉ်သူတွေကဖူးနင်ဒေတာခံကျိုးမှုနဲ့နှုံမိုတို့ဖြစ်ကြောင်းသိရပါတယ်ရဲတွေကဟိုတယ်တစ်ခုမှာသူတို့နှစ်ယောက်ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်နှစ်လအတွင်းမှာပဲဖူးနင်ခရိုင်မှာတရားမဝင်နေဆက်ဖြတ်ကျော်မှုတွေအများအပြားဖြစ်ပွားခဲ့ပါတယ်ရဲတပ်ဖွဲ့ကစနစ်တကျစုံစမ်းစစ်ဆေးပြီးခိုင်းရဲ့ဖွဲ့စည်းပုံကိုဖော်ထုတ်ကာပြည်내သီးသီးကလူပေါင်း100ကျော်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့လူပေါင်း100နီးပါးကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်တရားမဝင်လူကုန်ကူးမှုဂိုင်းကြီး9ခုကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပါတယ်။အားကွေးကတော့နိုင်ငံခြားကိုထွက်ပြေးသွားပေမဲ့ရဲတွေကတော့သူ့ကိုဆက်လက်ရှာဖွေဖမ်းဆီးဖို့ကြိုးစားနေသေးပါပဲ။